ပြန်မျိုးရာဇဝင်တွေမှာပြောကြတဲ့ရာမာနဲ့တီတာတို့နှူးကြတဲ့ဝင်ရှုံးတဲ့လူကိုကျွန်တော်ရန်တနာတဲ့ but they don't know စတွင်အောင်ချစ်တယ်လို့နဲ့ချစ်မျိုးကိုကျွန်တော်ဟာလူသားမမနဲ့ပဲကင်းမလဲတကားတလေတော့ you me မဲ့အချစ်စုရဲ့ကြုံရင်ပြန်တော့ကမနေအိမ်မက်ထဲဝဲသူရှိတယ်ကျွန်တော်တွေ့လိုက်တယ်ကျွန်တော်ဖန်ဆင်းတော့အိမ်မက်ထဲမှာသူပြင်ပဲဒီတာရဲ့ဘာကြောင့်